လူအများထင်ထားသလိုဒီ community ရှိကကိုယူစရာကောင်းတယ်ချစ်ကြည်ရေးကြည်စံပွဲတစ်ပွဲလား no ပဲကွာဒီယူလာထွက်ခပြီးတဲ့နောက်မာရက်စကာရဲ့ city ကိုပြည်မြဲလေးချက်ပြန်စုတွေအစောပိုင်းကလာမှကိုမှာပဲစိတ်ပိုက်ဆိုင်ရာထိုးနှစ်ချစ်ခုပြုလုပ်သွားမယ်အာဒီတာရဲ့အာဆင်နယ်ဒါမှဆက်ချောင်းရင်းနေတနင်္ဂနွေနေ့ညမှာဆိုလို့ရှိရင်ထိုင်းဆန်တို့ချေ9နိုင်ကြီးမှာဒီအာဆင်နယ်နဲ့မန်စီးတီးတို့က community ရှိပွဲကစားရမယ်ကာဒီစီးတီးမှာဒီ community ရှိရဗျာအားတော်တော်များများတည်ကြမှာပါပြည်မြဲလေးချက်ပြန်နဲ့ FA ချက်ပြန်တို့ကကစားရတဲ့ပွဲပြည်မြဲလေးချက်ပြန်ကအာဆင်နယ် FA ချက်ပြန်က CT အဲ့တော့သူတို့နဲ့တဲ့ကဒီတနေ့မှဆိုလို့ရှိရင် community ရှိကိုကစားမှာဖြစ်ပါတယ်မင်္ဂလာပါကြီးကိုတို့ The Football Focus ကကြိုဆိုပါရစေအာဆင်နယ်ဖက်ကအရင်ကြီးအာဆင်နယ်ဖက်ကအာတီတာတိစားပေးထားတဲ့အာဆင်နယ်တင်းရဲ့ play style ထဲမှာကိုမှာပဲကစားသမားအချင်းချင်းကတော့ပြောမယ်နားလည်မှုပူရှိပြီးတော့ပူပြီးတင်းငိမ့်နေတဲ့အာဆင်နယ်လိုပဲပြောရမယ်ညာဒါအာဆင်နယ်တင်းရဲ့အားသားချက်သူ့ပြေဆိုရင်ကွဲလဲမှာသူတို့က ODK စီးကိုတဲ့ပြီးတော့သူတို့က keeper တွေနဲ့သူပြိုက်ပေရဲ့ဟိုတစ်ဖက်ဆက်ဘလော်လေးကိုချိတ်ချပြီးကစားတဲ့ play style တစ်ပါပေါ့နော်ဟိုဒီနေ့မှဆိုရင်အားကောင်းပါတဲ့ဆိုတော့အာဆင်နယ်တင်းရဲ့ကွဲလဲကိုဘရူနိုကူမာရီထပ်ပေါင်းတော့ဘာပြောကောင်းလဲအားကောင်းလာတဲ့အာဆင်နယ်ကွဲလဲပေါ့ဗျာအဲ့တော့သူတို့ကဒီပွဲမှာဆိုရင်အာဆင်နယ်တို့ကဘယ်လိုကစားလာမယ်ဆိုရင်ဟိုကွဲလဲတဲ့တိုက်စစ်ကို ODK ကို combination ပြုလုပ်ခိုင်းပြီးတော့သူက wide area လေးဖြည့်တဲ့တာမန်ကစားသမားလေးဖြည့်တဲ့ဆာကာဒါမှမဟုတ်လို့ရှိရင်ဒီဖြန့်ဘယ်ဖြန့်ဘယ်သူပွဲထည့်မလဲအဲ့ဒီ player လေးကိုတုတ်ချပြီးတော့ wide area လေးကိုတုတ်ပြီးတော့ Man City ကိုတိုက်စစ်စင်ကစားလာမှာကျွန်တော်တိုက်စစ်တွဲမှာဆိုလို့ရှိရင်တိကျပါအောင်ရော့ဂရဲပဲရော့ဂရဲက City ရဲ့နောက်တိုက်သမားလေးကိုဟို physical pressure ပေးမယ်ပြီးတော့ City တို့ရဲ့ highlight ထဲမှာ speed အများကြီးရအောင်အာဆင်နယ်တို့က present ပေးပြီးတော့ကစားမယ်အဓိကတော့ City ရဲ့ကွင်းလဲကို ACC ဘေးအပ်မတဲ့နဲ့အောင်အာဆင်နယ်က present ပေးပြီးတော့ကစားလာမှာဒီပွဲကိုအာဆင်နယ်တို့ကဒါသူတို့ရဲ့ကစားနေတဲ့ play style တိုင်းပဲဒီဘက်မှာလည်းဒီ play style တိုင်းပဲအာဆင်နယ်တို့ကကစားလာမယ်တိကျပါပဲဒါပေမဲ့တိကျတော့ဒီဘက်မှာလူငယ် player လေးလည်းသုံးချင်းသုံးလာနိုင်တယ်ဘာလို့ဆိုအခုချစ်ဆန်ပွဲဒါချာမှာဆိုရှင်ဒူမန်ကိုဟိုဆာကာရဲ့နေရာမှာဒါချာသုံးလာတာဒီဘက်မှာဆိုရင်ဟိုဆာကာမဟုတ်ဘဲနဲ့လည်းဒူမန်ဖြစ်ချင်းလည်းဖြစ်လာနိုင်တယ်ဗျာဟို City ရဲ့ဖဲကိုကြည့်မယ်ဆိုလို့ရှိရင်ပဲကွက်တီယူလာမရှိတဲ့ City ရဲ့ပထမဆုံးရသည်ကိုမက်စကာနဲ့ခဲတက်ရမယ်စိတ်ဝင်စားလဲစောက်ကြည့်ရမယ်နော်မက်စကာတွေ့ဆိုရင်တော့ဒီဘက်ကဟိုစက်တက် City တွေစက်တက်တဲ့ပွဲတစ်ပွဲဆိုလည်းမမှားဘူးဗျာဒါပေမဲ့ City မှာကအာတာချီကပဲဆိုရင်သူကတိုက်စစ်အတွက်ရွေးချယ်စရာအများကြီးရှိတာပဲအဲ့ထက်မှဆိုဟူဒင်ဟာလန်မတ်မော့ဒူကိုစီမန်ညိုဆာဗင်ဟိုတိုက်စစ်တွေဆိုရင်ရွေးချယ်စရာအများကြီးရှိတာဒီတွေ့တာတော့ကောင်းတဲ့ခြေတစ်ခုပဲဒါပေမဲ့ World Cup ပြီးမှဆိုလို့ရှိရင်သူတို့ရဲ့အသင်း20 square ထဲကိုဟို senior player ချာလာထီကတော့ပြန်ပြီးတော့ join လာနိုင်ခဲ့ပြီအဲ့တော့ Maresca ကသူရဲ့ Quinlan BN နဲ့ Arsenal ရဲ့ placing ကိုဘယ်လိုမျိုးကြွဖြတ်ကစားရမလဲဆိုတာပဲ Maresca ကဒီဘက်မှာသူသိချပါဘူးပြီးလို့ရမှာဒါတစ်ခုဖြစ်ပဲ